သုံးပြတဲ့အခါကျရင် KVM တည်သွားအောင်လို့ပေါ့နော် how to install KVM on ကိုလက်ရှိသုံးနေတဲ့ Linux အမျိုးအစားအဲ့တော့ကျွန်တော်တို့က Ubuntu 22.04 မှာလောက်မှာဖြစ်တဲ့အတွက် 22.04 လို့ပြောလိုက်ရင်သူရဲ့ instruction တွေကြာလာမယ်ဒီ website လေးပေါ့နော်ဒါလေးကိုလည်းကျွန်တော် link ထည့်ပေးထားမယ်အဲ့တော့ဒါကကိုယ့်ရဲ့ computer က KVM ကိုသုံးရလားမရလားကြည့်ရတဲ့ command ဒီ command နဲ့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ 4 ဆိုပြီးပေါ်နေတယ်သူကတော့0မဖြစ်ရင်ရပြီ0ဖြစ်တယ်ဆိုလို့ရှိရင်မင်းတို့ BIOS မှာတွားပြီးတော့ virtualization technology ကို enable လုပ်ပေးရမယ်0ဖြစ်ခဲ့ရင်เนาะဆရာတို့ဆရာမတို့ဟုတ်ပြီအဲ့တော့ဒီနေရာမှာ0မဖြစ်ဘူးလို့ယူဆလိုက်မယ်နောက်တစ်ခုဒီ command နဲ့လည်းမင်းတို့ check လုပ်လို့ရတယ် kvn-ok တဲ့ဒီ command run မရဘူးဆိုရင် install လုပ်ရမှာ CPU checker ဆိုတဲ့ package ကို install လုပ်ပြီးသွားပြီဆိုတာ ਨੇ ဒီ command run လိုက်ပြီဆိုရင်မင်းတို့ kvn သုံးရလားမရလားသိလိမ့်မယ် okay သုံးရတယ်ဆိုသူ့ရဲ့ output ကဘာထွက်လာမလဲဆိုရင်ဒီမှာ kvn acceleration can be used ဆိုပြီးတော့ထွက်လာလိုက်မယ် kvn သုံးလို့ရတယ်ပေါ့ကွာဟုတ်ပြီအဲ့တော့ number 3 step အဆင့်ကတဲ့ဒီ package တွေအကုန်လုံး install လုပ်ကြလိုက်မျက်စိစုံမှိတ်ပြီးတော့အကုန်လုံး copy ကူးပြီးတော့ install လုပ်လိုက်ဟုတ်ပြီနော် install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘာထပ် run ရမှာ number 4ဒီကောင်လေးတွေထပ် run ဟုတ်ပြီနော်ဒီကောင်လေးတွေထပ် run ဒီ command တွေကအခုလက်ရှိမှာမတင်ရသေးတာဖြစ်တဲ့အတွက်မျက်စိစုံမှိတ်ပြီးတော့ run လိုက်ပြဿနာမရှိဘူးရတယ် run လို့ရတယ် number 4အဆင့်ထိပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီ command ထိထပ် run ပြီးသွားပြီဒါဆိုရင် number 5ကိုမင်းတို့လုံးမနေနဲ့ number 5ကိုအဆင့်ကိုထားခဲ့လိုက်ဒီအဆင့်ပြီးသွားပြီဆိုတာ ਨੇ ဘာလုပ်မလဲ reboot လုပ်လိုက်တော့ computer ကို reboot လုပ်လိုက်ပြန်တက်လာပြီဆိုတာ ਨੇ reboot computer reboot လုပ်လို့ပြန်တက်လာပြီဆိုတာ ਨੇ မင်းတို့ရဲ့ Ubuntu ရဲ့ search ကိုတွားလိုက်အဲ့ဒီ search မှာဘာပေါ်လာပြီလဲဆိုရင်ဒီကောင်လေးပေါ်လာလိုက် virtual machine ဆိုတာရှိတယ်အဲ့ဒီ icon လေး ਨੇ ဒီလိုမျိုးလေးထွက်လာလိုက်ဒါဆိုရင်မင်းတို့ကဒီမှာဘာလုပ်လို့ရပြီလဲ virtual machine setup တွေလုပ်လို့ရပြီเนาะဒီပေါ်မှာတို့ကတော့ဒီမှာလောက်ထားပြီးသားဖြစ်တဲ့အတွက် VM တစ်ခုရှိနေတယ်ငါညီတို့ကဒီနေရာမှာဒါလေးပဲပေါ်နေလိမ့်မယ်ပေါ့နော်ဒီ VM ကိုမတွေ့ရဘူးဒီလိုမျိုးလေးတွေ့ရလိမ့်မယ်အဲ့တော့ virtual machine တစ်ခုကို setup လုပ်တော့မယ်ဆိုဘာတွေရွေးရလဲ CPU RAM hard disk လေဒီသုံးခုပဲရွေးရတာမဟုတ်ဘူးလားမင်းတို့ CPU ကိုဘယ်နှခုပေးမလဲ1 go 2 go ကြိုက်တယ်လို့ပေး RAM ကိုဘယ်လောက် GB ပေးမလဲ1 GB 2 GB ပေးမယ်လေ hard disk ကို20 GB ထားမယ် default တိုင်းထားမယ်ဒီသုံးခုကအရေးကြီးဆုံးပဲ VM တစ်ခုဆက်လက်လုပ်ဟုတ်ပြီကျွန်တော်အခု Rocky Linux ကိုဒီမှာ install လုပ်ပြမယ်နော်ကို11ကတော့ဒီနေ့အသုံးချလို့ရသွားပြီနော်သူ issue ဖြစ်နေရဆိုတော့အဲ့တော့ virtual box ကိုပလက်လိုက်တော့ okay အဲ့တော့ကျွန်တော်ဆက်လက်လုပ်မယ်ဆို right click နှိပ်လိုက်ကျွန်တော်ပြောရဲ့အဆင့်တစ်ခုချင်းစီတိုင်းလိုက်လို့ရင်အဆင်ပြေသွားပါလိမ့်မယ်နော်အဲ့တော့ဒီမှာမင်းက install လုပ်မယ်ဆိုရင် ISO file ရွေးမယ်ဆိုတော့ forward ဆက်လက်မှတ်ပြီးတော့ forward လုပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ ISO file ကို browse ကနေရွေးမယ်ကျွန်တော် ISO file ကိုဒီမှာ browse local ဆိုတာထပ်နှိပ်လိုက်မယ်နော် browse local ကိုနှိပ်ပြီးတော့ ISO file ရှိတဲ့နေရာ Rocky Linux DVD ဆက်လက်မှတ်လိုက်မယ်ပြီးရင်ဖွင့်လိုက်ပြီးရင်ဒီမှာ auto correct ဖြစ်သွားလိမ့်မယ် Rocky Linux 9ဆိုပြီးပေါ်နေလိမ့်မယ်အကယ်၍မပေါ်ဘူးဆိုလို့ရှိရင်ဒီအမှန်ချက်ကိုဖြုတ်ပြီးတော့ကိုယ်တိုင် manual ရိုက်ရမယ်ဟုတ်ပြီနော် manual ရိုက်ရမယ် okay ကျွန်တော်တော့ automatic ကိုဆက်လက်မှတ်မယ်ကျွန်တော်တို့ဟိုမှာလေ virtual box မှာမပေါ်လို့ Red Hat 9ဆိုပြီးရေးရတာမှတ်မိလားကျွန်တော်တို့ဒီမှာကတော့ Rocky Linux ပါသိတယ်အဲ့တော့ automatically ပဲသွားမယ်နော်ပြီးရင် forward လေးကိုနှိပ်အဲ့တော့ဒီကောင်ကတဲ့ permission မရှိဘူးတဲ့ဒီပတ်လန်းကြောင်းမှားနေလို့ပြောတယ်နော်ပတ်လန်းကြောင်းမှားနေလို့ပြောတယ်အဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ cancel အားလုံးလုပ်လိုက်မယ်ဘာဖြစ်လို့လဲမင်းတို့ ISO file ကိုထားရမယ့်နေရာကလမ်းကြောင်းတစ်ခုမှာထားရမှာဘယ်နေရာမှာထားရမှာဆိုကျွန်တော်လမ်းကြောင်းထပ်ပြမယ်နော် new ISO file forward ဒီမှာသူ့ရဲ့ default ပတ်လမ်းကြောင်း ISO file ကိုထားရမှာဘယ်နေရာမှာထားရမှာလဲအဲ့ဒီလမ်းကြောင်းမှာသွားထားရမှာနော်မင်းတို့ cp ဆိုတဲ့ command သုံးမှုရရည်လေ
အသုံးချလို့ရပြီနော်ဆရာတို့အဲ့တော့သူကဒီလမ်းကြောင်းအောက်ထဲမှာတဲ့ဆွမ်းက ISO file ကိုတွားထည့်တော့မှာဒါလျင် install လုပ်လို့ရမှာလုံးဆို install လုပ်လို့မရရလား okay မင်းတို့ ISO file အခုလက်ရှိဘယ်အောက်ထဲမှာရောက်နေမှာလဲ Ubuntu သုံးနေတဲ့သူတွေသိတယ် download ထဲမှာရောက်နေလိမ့်မယ် ISO file အဲ့ဒီ download ထဲက ISO file ကို cp ဆိုတဲ့ command နဲ့ copy ကူးပြီးတော့ဒီလမ်းကြောင်းမှာတွားပြီး paste လုပ်လိုက်ဒါဆိုရသွားလိမ့်မယ်အဲ့ဒါကိုအရင်ဆုံးလုပ်အောင် okay ISO file နေသည် KVM ကိုသုံးမယ်ဆိုရင် ISO file နေသည်ဒီလမ်းကြောင်းထဲမှာပဲရှိနေရမယ်လို့အောင်မှတ်ထားပေးပါနှုတ်ဆို install လုပ်လို့ရအောင်မဟုတ်အဲ့တစ်ချက်တော့သိရမယ်အခု cp ဆိုတဲ့ command ကိုသင်ပြီးသွားပြီဆိုတော့ဒါပြဿနာမရှိတော့ဘူးเนาะဟုတ်ပြီမရရင်လာမေးမယ်เนาะဆရာတို့ဆရာမတို့ဟုတ်ပြီအဲ့မှာ default ဆိုတာရွေးလိုက်ရင်ဒီမှာ Rocky Linux မှာလားအဲ့တော့ ISO file ဆက်လက်မှတ်ပြီးတော့ကျွန်တော်က choose volume လုပ်ပြီးတော့ forward လုပ်သွားလိုက်တော့မယ်ဆက်ပြီးတော့သွားမယ်ပေါ့เนาะokay ဒီနေရာမှာကျွန်တော် memory ကိုဘယ်လောက်ထားမလဲဆိုရင်1024ဆိုပြီးထားလိုက်မယ် CPU ကို19နဲ့ထားလိုက်မယ်ပြီးရင် forward ဆက်ရွေးမယ်ပြီးရင် hard disk ကိုတော့ default တိုင်းထားမယ်နာမည်လေးပေးလိုက်လို့ရတယ်ကိုကတော့ Rocky Linux -2 ဆိုပြီးပေးလိုက်မယ် finish နဲ့ run မယ်ပြီးရင် installation လုပ်ရတဲ့နေရာရောက်လာလိုက်မယ် install လုပ်သွားရမယ်ရလားကျွန်တော်တို့ဒီ KVM မှာ VirtualBox လို့မဟုတ်ဘူးမင်းတို့ဒီ box ကြီးကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ွယ်ရ run သွားလိုက်အကုန်ပိတ်လိုက်လို့ရတယ်ပြီးရင်ဖွင့်ကျင်တယ်ဆိုရင်အဲ့ဒီ run နေတဲ့ကောင်ပေါ်မှာ run နေတဲ့ VM ပေါ်မှာ double click နှိပ်ပြီးတော့ဖွင့်လိုက်လို့ရတယ်ပြန်ပြီးတော့တဲ့လားအရန်တွတ်တယ် VirtualBox နဲ့ဘာမှမဆိုင်ဒါ Linux သုံးနေတဲ့သူတွေရဲ့အားတာချက်ပေါ့ free open source ဖြစ်ပါတယ်ရလားအဆင်ပြေလားမသိဘူး okay ရမယ်နော်ကျွန်တော်ကဒီနေရာမှာ install မလုပ်တော့ဘူးဆိုတော့ power off လုပ်လိုက်တော့မယ်ဟုတ်ပြီနောက်ထပ်အားသာချက်လေးတစ်ခုပြမယ်ဒီ VM ကြီးကိုလေကျွန်တော် run ရတဲ့ VM တွေကိုလေကျွန်တော် command နဲ့ run လို့ရတယ် start လုပ်လို့ရတယ် sudo virsh dash list list dash all နဲ့ကြည့်မယ် okay sorry တွေ့လားကျွန်တော်ဆက်လက်လုပ်ထားတဲ့ VM တွေပေါ်လာပြီတွေ့လားဒါကအလေးအကျင့်ပဲเนาะမင်းတို့ containerization နဲ့မှာဒီလိုဟာကြီးသွားမှာနောက်ပိုင်းအဲ့တော့ဒီမှာ list virsh ဆိုတဲ့ command ဒီကျွန်တော်တို့ဒီ KVM ထဲမှာရှိနေတဲ့ VM တွေကို manage လုပ်တဲ့ command ပဲအဲ့တော့ကျွန်တော် Rocky 9ကိုကျွန်တော် run ကြည့်အောင် sudo virsh start Rocky 9 enter ဒါဆို run သွားပြီ list on နဲ့ကြည့်ရင်ဒီမှာဘာပေါ်နေလဲ running လို့ပေါ်နေတွေ့လားအဲ့ဒီ VM ကို SSH နဲ့ဝယ်မလို့ထပ်ကြည့်မယ် sudo virsh net dhcp list default သူ့ရဲ့ IP ကြည့်တာတွေ့သွားပြီပြီးရင်ကျွန်တော် SSH နဲ့ခေါ်မယ် SSH root root at ဘယ်လောက်လဲ 192.168.122.129 ဘယ်ရောက်သွားလဲအဲ့ဒီ VM နဲ့ရောက်သွား